မင်္ဂလာပါရှင်ကျမတို့တရားလွတ်တော်ရှင်နေဒေါ်နန်းရုပ်ဝေလိုင်းဖြစ်ပါတယ်ကျမမေးထားတဲ့မေးခွန်းလေးကဆရာမရှင်နဲ့မယားစရိတ်နဲ့ကလေးစရိတ်ကဘယ်ချိန်ဆိုတောင်းလို့ရလဲရှင်တဲ့မယားစရိတ်နဲ့ကလေးစရိတ်ဆိုတာတဲ့မယားစရိတ်ပေါ့နော်မယားစရိတ်နဲ့ကလေးစရိတ်ကိုဘယ်ချိန်မှတောင်းလို့ရလဲဆိုတော့ဒီနှစ်ဦးပေါ့နော်လင်းနဲ့မယားနှစ်ဦးတရားဝင်လက်ထပ်ထားပြီးလက်ထပ်ထိမ်းမြထားပြီးတော့ဒီကလေးရပြီးနောက်ကလေးရပြီးပေါ့နော်ကလေးတွေရှိပြီးနောက်လင်းယောက်ျားကတီးတန့်တခြားထွက်ခွာသွားရင်မယားစရိတ်စပြီးမထောက်ပံ့တဲ့အချိန်ကနေစပြီးတော့တရားဆွေးလို့ရပါတယ်အချိန်ကာလသတ်မှတ်ထားခြင်းမရှိပါဘူးဒီလင်မယားနှစ်ယောက်ဒီမကွဲတရွေ့မကွာတရွေ့ပေါ့နော်ကွာရှင်းမှုမပြုတ်တဲ့ရွေ့မယားစရိတ်တောင်းခံခွင့်ရှိပါတယ်မယားစရိတ်ကိုကဘယ်လိုတောင်းခံရတာလဲဆိုတော့ဒီယောက်ျားရဲ့လောက်ခလာစာပေါ့နော်သုံးပုံပုံတပုံတောင်းခွင့်ရှိရပေါ့နော်သုံးပုံပုံတပုံတောင်းခွင့်ရှိရအဲ့ဒါကိုသူကဒီ12လစာတစ်နှစ်စာပေါ့နော်တစ်နှစ်စာကို10စနှုန်းနဲ့တောင်းခွင့်ရှိပါတယ်မယားစရိတ်နဲ့ကလေးစရိတ်ကိုအချိန်ကာလသတ်မှတ်ထားခြင်းမရှိပါဘူးဒီလင်းယောက်ျားအိမ်ကနေထွက်သွားတဲ့အချိန်ဒါမှမဟုတ်လုံးဝစပြီးတော့ထောက်ပံ့ခြင်းမယားစရိတ်ထောက်ပံ့ခြင်းမရှိတော့တဲ့အချိန်ကနေစပြီးတော့တရားစွဲတောင်းဆိုနိုင်ပါတယ်သူကကြတော့ဒီတရားစွဲရမယ့်နေရာကကြတော့တရားလိုနေထိုင်တဲ့နေရာဒါမှမဟုတ်ဒီတရားပြိုင်တဲ့တရားလိုနောက်ဆုံးနေထိုင်ခဲ့တဲ့နေရာပေါ့နောက်ဆုံးပေါင်းနေထိုင်ခဲ့တဲ့နေရာအဲ့နေရာကနေစပြီးတော့လည်းတရားစွဲဆိုလို့ရပါတယ်ကျွန်မရှိမှပြောခဲ့သလိုပဲဒီယောက်ျားရဲ့လောက်ခလာစာပေါ့နော်သူဘာလုပ်တယ်လဲပေါ့နော်အဲ့ပုံမှာမူတည်ပြီးတော့တလားကို3သိန်းရသည်ဖြစ်စေ6သိန်းရသည်ဖြစ်စေ10သိန်းရသည်ဖြစ်စေ3ပုံပုံတပုံကို12လစာဥပမာပေါ့နော်တလား3သိန်းရတယ်ထားပါတော့အဲ့ဒါကိုတလား3သိန်းကိုဒီ12လစာဒီ3ပုံပုံတပုံဆိုတော့ဟောပြတော့မှာပေါ့12သိန်းကို10စသိန်း120အဲ့လိုမျိုးနဲ့တရားစွဲရတာပါရှင်သိကျင်တာရှိရင်ဒီလိုပဲ comment လေးထဲမှာမေးမြန်းထားလို့ရပါတယ်ကျမရဲ့ဒီတိတလောက်ကလေးကိုကျမပြန်ပြီးဖြေကြားပေးရဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်